ငါ့ကိုဖဲလိုက်တာကြည့်ပါရာသီဥတုကလည်းရမ်းကောင်းရောအားလုံးဆန်းဆက်လာကြည့်ကြကြည်လားဆန်းဆက်ကိုပတ်စံပေးစရာမလိုပဲနဲ့ကန်းချိန်မှာအဲ့လို free ကြည့်ရလေကြည်လားအဲ့တော့ရမ်းလာတယ်ကန်းချိန်မှာဝင်နေနေတကယ်အလှဆုံးညညပုံမှန်ဆိုရင်တိုးတာမစားတိုးတာနှိတက်တယ်မာတက်တယ်လေအခုကမမာဘူးရောတကယ်တော့ရတာတော့ကောင်းတယ်ငါးရီပဲစားလို့ကိုယ့်တို့ကိုတောင်ကလေးတို့တော့မခံပါဘူး Good morning အဖစင်ပြာတို့အခါကြီးရမှာဒီ2ပေါ့နော်ဟိုကတော့စင်ပြာ breakfast စားဖို့အတွက် breakfast room ရောက်နေပြီးတော့ prep place စားဖို့အတွက် chocolate spread တုံနေရဖြစ်ပါတယ်ဒီနေ့ကလေ weather app မှာစကြည့်လိုက်တော့အခါကြီးရမှာ cloudy ဆိုလို့နည်းနည်းအောင်မှစိတ်မကောင်းဖြစ်သွားတယ်ဒါပေမဲ့အပြင်လဲထွက်လာတော့နေရှိရယ်နေလဲထွက်နေရယ်ဒါပေမဲ့ weather app မှာcloudy လို့ပြနေတာ။ဒါပေမဲ့စင်ဒီကအစားထင်လိုက်တာ hey cloudy ဆိုတော့ UK မှာလိုမျိုးသွားပြီပေါ့နော်။ 8 ပဲသူက cloudy ကနေထွက်တယ်။ breakfast စားဖို့ကြွားတယ်နိုးတာနောက်ကျတယ်။အဲ့တော့သူကဆင်းလာအောင် crazy နေပြီ။ညနေလေးစားလိုက်အောင်။ဒီ hotel ကလူတွေကလေအရန်မျက်နှာချိုးပြီးတော့အရန်ဖော်ကြွေရပဲသလား။ကိုကြည့်လိုက်တာနဲ့ချက်ချင်း Thank you. Thanks, be a good job. Welcome to Agadir, please. Thank you. Please enjoy. Please enjoy. Mercy. You're welcome. Bye. ဒီ hotel ကလူတွေကလေအရန်ဖော်ရယ်လို့ပဲပြောနေရရှိသေးတယ်ဒီမှာ coffee ခွက်ဘေးမှာနှင်းစီပန်းလေးလာပြီးတော့ chew ပေးသွားရယ် enjoy Agadir ရန်ချစ်ဖို့ကောင်းတယ်တို့ဖူးဆိုင်ကိုပြန်ရောက်နေပြီမနေ့တော့ထိုင်ခဲ့တဲ့တဲလေးမှာပဲပြန်လာထိုင်နေရတခြားဒီပေါ်ကအမိုးမပါတဲ့ဇမ်ဘတ်တွေအများကြီးရှိရယ်သူ့ဇမ်ဘတ်တွေကတော်တော်လေးကောင်းတယ်ဖူရှင်အပြင်ပုံမှာခေါင်းတစ်လုံးမှာထပ်ပေးထားဒါပေမဲ့စင်ဒီကကြတော့ဒီအမိုးပါတဲ့ဒီဇက်ရုံမှာနေခြင်းလို့ဘာလို့ဆိုတော့ဒီအရှိကပူးပါကိုလည်းတိုက်ရိုက်နေရတယ်လေပြီးတော့အရှိတက်တက်မှာလည်းရေကူးပန်လည်းရှိရယ်ပြီးတော့တစ်ချက်ဝန်းဝန်းလေးပို့ထိုင်ရတယ်အမိုးလည်းပါတယ်ဆိုတော့ပို့ပြီးတော့ချင်းလို့ပိုကောင်းတယ်ဆိုတော့စင်ရဒီဟာပို့တော့ကြာပြီးတော့ခေါင်းအုံးနေလည်းအများကြီးပေးထားတယ်ပြီးတော့နောက်မှာ drinks လာပြီ Hello, how are you? I am under the water. drinks က free flow unlimited ဆိုတော့တစ်ခွက်တစ်ခွက်တောက်ပဲအခုတော့ဒီနာကိုလာတဲ့တစ်ခွက်တောက်ပွားကြီးအခုကနောက်ထပ်တစ်ခွက်ထပ်မှာထားဒီနေ့ကတော့မနေ့ကဝယ်လာတဲ့သူကဘီကနီလေးနဲ့မရှိယူလို့ပေးရတယ်အခုစင်ပြတော့နေ့လေးစားတော့စားဖို့သွားနေပြီနေ့လေးစားမနေ့တော့စားတဲ့စားတော့ဆိုင်မယ်အဲ့မှာပဲနေ့လေးစားတော့ပြန်စားရပါနေ့ကနေမန်နူးမတူဖို့ညှော်လင့်တယ်ဒီညသွားစားမဲ့ဆိုင်ဆိုလို့ရှိရင်မနေ့ကလည်းမတူနောက်တစ်ဆိုင် book ထားတဲ့ Crystal ဆိုရင် fusion အလာကတ်စားတော့ဆိုင် book ထားအားကြောင့်တော့ဘိုးမျိုး buffet home high end restaurant ပုံစံမျိုးပြီးတော့တစ်ပတ်မှလည်းတစ်ခါပဲ book လို့ရပြောရဲအဲ့တော့ dinner ကို lunch ထပ်ပို့ပြီးတော့ညှော်လင့်နေတယ်နာယူလာတယ်မှာလေ beef တချင်းကတော်တော်ကောင်းတယ်မင်းညံပြီးတော့တော်တော်လေးအရသာရှိတယ်ဒီဟိုတယ်တော်တော်ဟင်းချက်ကောင်းတဲ့ထဲမှာပါတယ်အမိုးစင်ရအရင်ကစားခဲ့ဘူးပဲတက်ချင်းတွေကပဲအရသာမရှိကြလားမသိဘူးအခုစားရတဲ့တက်ချင်းတွေတော်တော်အရသာရှိတယ်အခုကျစင်ရတက်ချင်းပုံစံပေါ့နော်ဒီ Moroccan ပုံစံနဲ့ချက်ထားတဲ့ beef တက်ချင်းရဲ့ beef ကိုတူးတာတော်တော်စားကောင်းတယ်ဒီပါယူလာလဲကြည့်လိုက်အောင်ဒါကကျတော့မုန်းနဲ့ကတ်ကြော်ထားတဲ့ငါးကြော်ဟိုဘက်ကကျတော့ဒီထက်ချင်းထဲက Moroccan ထက်ချင်းပုံစံချက်ထားတဲ့ပဲဟင်းလိုပဲဟိုဘက်ကတော့အမဲသားကောင်းတယ်လို့ပြောတယ်အမဲသားတွေယူလာတယ်ဟိုဘက်ကတော့ဘာဇယ်ပါတယ်ပါစတာနည်းနည်းယူလာတယ်ငမုတ်ကြုံနည်းနည်းယူလာတယ်ငါ့ကိုဖဲလိုက်တာကြည့်ပါငါးရီပဲစားလို့ကိုယ့်တို့ကိုတောင်ကလေးတို့တော့မခံပါဘူး
ခုနကယူလာတဲ့စန်ဂရီယာတောက်ကြည့်မယ်ရှမ်ပိန်ဝိုင်ဝိုင်ရပါတယ်မမပြင်းတယ်ငကိုတဲ့ဒီနေ့ကအောက်တာများပြီးတော့နေ့လက်သားစားပြီးတော့မှခန်းပြန်ပြီးအိပ်ပျော်သွားတယ်အိပ်ပျော်ကဘလောက်တောင်ပျော်သွားလဲဆိုရင်အလန်မိရတာမနိုးနောက်တစ်ခေါက်အလန်ထပ်ပေးထားလို့တော့တယ်အဲ့အလန်ကြတော့မှနူးလာဆန်ဆက်တဲ့ပုံရရမယ်ဆိုပြီးတော့အဲ့ကြမှာပြန်ထားပြီးတော့ပြင်ပြီးတော့ဆန်ဆက်အတွက်ဓာတ်ပုံရပို့ထွက်လာဒီနေ့တနေ့လုံးနေရမ်းတာနေရအဲ့လေကြည့်လိုက်တော့နေကညနေမှလဲသူကလုံးဝအလုံးလိုက်ဝင်မယ်ဆိုတာ weather app ကပြထားအဲ့ဒါနဲ့ဒီဇင်းကြံလန်တစ်လျှောက်ကနေပြီးတော့ဒီပင်လယ်ကမ်းခြေကိုကြည့်မယ်ဆိုတော့စင်စရာတော့ထွက်လာလိုက်တာအနောက်မှာနေအလုံးကြီးကိုကြည့်ပါအောင်ရာသီဥတုကလည်းရမ်းကောင်းရော်လေဒီပင်လယ်ကမ်းခြေရောက်ရှောက်မှလဲလေအဲ့လိုဗော်လီဘောဆော့နေတဲ့လူတွေဟောပြီးတော့ဆန်းဆက်လာထိုင်ကြည့်နေတဲ့လူတွေလမ်းလျှောက်နေတဲ့လူတွေခလေးတွေလူကြီးတွေအများကြီးပဲအားလုံးဆန်းဆက်လာကြည့်ကြတာဒီလားပြီးတော့ဒီလိုမျိုးဆန်းဆက်ကိုပတ်စံပေးစရာမလိုပဲနဲ့ကမ်းခြေမှာအဲ့လို free ကြည့်ရလေဒီလားအဲ့တော့ရမ်းလာရယ်ကမ်းခြေမှာဝင်နေတကယ်အလှဆုံးဂျင်ကိုဆက်စုပြီးပါပြီဂျင်ဆက်စုပြီးတော့နောက်ထပ်မရောက်ဘူးတဲ့နေရာတွေမကြံရလေအောင်ဆိုပြီးတော့ဟိုတယ်မြေပုံကိုကြည့်ပြီးတော့ပြန်ပြီး navigate လုပ်နေတာကိုမရောက်ဘူးကဘယ်နေရာရှိလဲဟိုတယ်မှာရောက်နေတာ3ရက်ရှိမရောက်ဘူးတဲ့နေရာရှိနေတော့မယ်ရှိနေအောင်မယ်ဒီကစင်ကြတော့ရေကူးကန်နဲ့ထမင်းစားတဲ့နေရာနဲ့အဲ့ဒါပဲသွားနေရအောင်အော်ဒီမှာဒါကအမဂါရင်းနေပါညက်လို့ရတယ်ညက်လားစပါးနဲ့တော့တွဲရပေါ့နော်ဒီနေ့ပါရင်ညှက်လို့ရတယ်ပုတ်တော့လောက်ရမယ်ဆန်နဲ့တက်တက်ထပ်ပေးရလိမ့်မယ်စင်ရဟိုတယ်မှာအိတ်တာဒီနေ့ညနဲ့ဆို3ညရှိပြီခုတည်းထိမရောက်ဘူးရဲ့နေရာတွေရှိနေတာအခုနတော့ကမြေပုံကြည့်ပြီးတော့ကိုမရောက်ဘူးရဲ့နေရာလေးရှိလားဆိုရှောက်ကြည့်ရှောက်သွားနေတဲ့ဘာကဖချီနိုတွေ့သွားတော့စင်ရအဲ့သွားခြင်းနေအဲ့နေရာသွားမယ်ဆိုသွားရင်းနဲ့မှာစင်ရတို့မရောက်ဘူးသေးရဲ့ဘာတနေရာရောက်သွားတယ်ဟိုစိတ်ရှိုးရှိတဲ့နေရာကြီးရောက်အဲ့နေရာကျ seating area လိုမျိုးခုံတွေအများကြီးရှိရအဲ့နေရာကိုကြော်ပြီးထွက်လာကိန်းမှုကြိုက်တဲ့သူတွေကိန်းမှုတွေတန်းစီကြရဲအဲ့ဒီ display ကြီးကိုစားတွေ့ရောအဲ့ဒီစင်ဒီကဟဲ့စားချင်တယ်ဖြစ်တော့အဲ့နေရာဘာကဖချီနိုဖြစ်နေတာပြောချင်တာဘာကဖချီနိုကကြာတော့အဲ့လိုမျိုးအရက်ပဲရောင်းတာမဟုတ်ဘဲနဲ့တော့အဲ့လို coffee တို့ကိန်းမုံတို့ပေါ့နော်အဲ့လို cafe ထဲရောက်သွားတယ်လို့မျိုးပေါ့ဘာစင်ဒီကလိုလူမျိုးအတွက်ကြိုက်ပေါ့နော်ကိုစားချင်တဲ့ဘောကိုလက်ညှိုးလေးထိုးပြီးတော့ပြီးပတ်စံလေးပေးကြမလို့ပဲနဲ့ဘာတောက်ချင်လဲတောက်ချင်တာပြောပြီးတော့အပြင်သူတို့ကစင်ဒီကဆိုရှင်ထိုင်တဲ့နေရာမှာတစ်ခါတည်းအကုန်လိုက်ပို့ပြီးရီစင်တာပြောပါရဲ့အဲ့လိုမျိုးကိုအခုတည်းမရောက်ဖွဲ့နေရရရှိနေတော့ပဲဟိုတယ်ကြီးကကိန်းမုံစားမယ်ဒီမှာလေအစားအဲ့ဒါမရှိဘူးစင်ဒီကဝေတာလေးကိုမေးကြည့်လိုက်တာအဲ့ဒါလေးဖွင့်လို့ရလားလို့ငါနည်းနည်းချမ်းလို့ပြောလိုက်တာအိုးရတယ်တဲ့ဆိုပြီးတော့ချက်ချင်းဖွင့်ပြီးว่าစင်ညာစားထင်လိုက်တာအဲ့ဒါမီးအတူလို့ထင်လိုက်တာမဟုတ်တော့ gas မီးဖို့လိုမျိုးဘောရည်ကနီးတာကျွီဆိုပြီးခင်ဗျာစင်ဒီယာ seafood bisque မှာထားတော့ဒီပေါ်ကကြတော့ဒီ pastry ကဒီခွက်နဲ့တခါကတ်နေတာတော်တော်လေးပူပဲဒီမှာလေအထဲကိုဖောက်ချဟိုးဟိုက်တယ်ဟာအငွေ့ရောင်ထွက်နေထဲမှာအဲ့ဒီပစုံတို့ဒီမာဇယ်တို့အဲ့လိုရောပြီးတော့အကုန်ရောပြီးတော့ကြိုပြီးတော့ချက်ထားရတဲ့ဒီအရသာရတဲ့စီးဖူးရတာကောင်းရတယ်
ဟိုတော့ကျွတ်တုံပြူလေးအပေါ်ကနေဖြူပေးထားမိုက်တယ်မွေးငါအနှစ်အဲ့လိုကျွတ်တုံကြောင်းထန်တယ်အဲ့လိုမွေးငါအနှစ်ရတာကြီးရတယ်ဒါပေမဲ့စင်ဒီကတော့ဒါပိုကြိုက်မဲသားလေကြီးလိုက်တာနဲ့ဟို oh my god နူးညံ့နေတာပဲစင်ဒီက medium rare မှာလိုက်တာဒီအပေါ်ကနေပြီးတော့လေမနီးခင်တော်တော်မှွေးနေသေးလားတော်တော်နူးညံ့လားနေတာရဲ့အရသာတော်တော်ကြီးကောင်းတယ်ဟိုအလေးကြီးပဲပကန်းကြီးကပုံမှန် cheese တွေဖြူရတယ်မအာလူပါရဲ့ဒီပြန်ဟာလေးရောရေဘွေးကနည်းနည်းတော့လာမနေ့ကရေဘွေးကကြီးလာပြီတဲ့နာဒီရေဘွေးကပိုကြီးနေနူးညံ့ရပဲဒီဘွေးကိုအဲ့လိုနူးညံ့ရဘယ်လိုချက်လဲမသိဘူးအေးဒီမပြောမှတာပြောမကြောက်အကြီးမကြည့် Oh my goodness အဲ့တော့မကြည့်ရနည်းနည်းတော့ရေပေါ်ရလားအကောင့်ပြောတော်တော်စားလို့ကောင်းတယ်နူးညံ့နေတာဒီကအပေါ်မှာ cheese တွေလည်းပါသေးတယ်ကျန်တန်ရှယ်ဖဲ့မှရစားရဲတော့အခုချိုးပဲစားဖို့အချိန်ရောက်ပြီစင်တီယာ lime cream with coconut and ginger mousse မှာထားတော်လည်းဘေးမှာအဲ့လိုမျိုး cream လေးပေါ့နော်ဖြူရပေးရအရသာကြတော့ချင်းလေးဒီ mousse ကလည်းလုံးဝ eat set ပြီးပြီအနစ်တွေလိုတာဟာ orange blossom creme brulee နဲ့ vanilla ice cream နဲ့โอ้တော့အထဲမှာရေခဲဘုတ်ကလေပြေးနေတာဟိုအောက်က creme brulee ကိုနှိုက်လိုက်တဲ့အချိန်မှာဆိုပြီးတော့အဲ့လိုပေါက်သွားတော်ကောင်းတယ်သူကချူလေးကိုမှသူကဟိုချိုရဲနေရမျိုးမဟုတ်ပဲねအပေါ်က creme brulee ကိုသူကကောင်းကောင်းလေးလေလုပ်ထား Good morning ခွာစင်တီယာတို့308လေးရက်မြောက်နေ့အာဂါဒီယာမှာဖြစ်ပါတယ်။ခုစင်တီယာတို့ဒီမနက်စာစားမလို့မနက်စာစားဖို့နေရာရောက်နေပြီ။ထုံးစံတိုင်းပဲအများနဲ့နောက်ကြရဲအဲ့တော့ make up လည်းမလေးရသေးဘူး။ဒါပေမဲ့ခုနကတော့ waiter ကောင်မလေးကစင်တီယာကို you are so pretty လို့ပြောသွားတယ်။အဲ့တော့နည်းနည်းမြောက်သွားပြီ။အခုကစားနေကြပဲအကုန်လုံးယူရတယ်။ထုံးစံတိုင်းစားမှပြမယ်နော်။ဟာပါလေဆိုတော့ crab ပါတယ် crab ပေါ်မှာ chocolate crab ပေါ် royal crab ပေါ်ပါတယ်နောက်ပြီးတော့မဆာမန်လည်းပါတယ် omelette လည်းယူရတယ်ဒီမှာဒီအုံမီလေးကအရန်ကောင်းတယ်ဆိုတာငငယ်တော့ကစင်ကြစားတဲ့အုံမီနဲ့အရန်တူတယ်အရန်သဘောကျတယ်ဒီနေ့ဒါလေးယူရတယ်ပြီးတော့ဒီအကျုပ်နဲ့ချိဆက်လုပ်ထားတဲ့အဲဒီပြီးမှလည်းတူရဲဆိုတဲ့ဟာလေးကလည်းအရန်ကောင်းတော့အဲ့ဒါထည့်ယူထားတယ် drinks တွေကတော့ဒီမှာ banana drink အဝါရောင်လေးကဘာ drink လဲတော့မသိဘူးလေမော်သီးလို့တော့ထင်တယ်ဒါပေမဲ့အောက်မှာအဖက်လေးရတယ်ပါတယ်ကွာတော့လှလေးပါလေးတစ်ချက်ပြန်ပြင်ပြီးတော့ရေကူးကန်ဒါမှမဟုတ်လို့ရှိရင် beach မှာ chill ဖို့ပြန်ထွက်လာပြီဒီနေ့လည်းနေတာနေရခုလောလောဆယ်ကတော့ဒီနေ့အတွက် first drink မှာလေရ Yeah ဘာလို့ first drink ကနည်းနည်းတော့နောက်ကျနေမနေ့ကဆိုဒီလိုချိန်လောက်မှာအနည်းဆုံး2ခွက်လောက်တော့တောက်ပြီးနေလောက်ပဲဒီနေ့ waiter လေးကအရင်သဘောကောင်းတယ်စင်တီယာတို့ကို menu ရှင်းပြမယ်နော်ဆိုပြီးတော့သူက starter ပါ main dish ကပါအချိုဝဲရပါဆိုပြီးတော့သူရှင်းပြသွားတယ်အဲ့လိုရှင်းပြသွားတော့ကိုယ်နှစ်ယောက်လည်းမြန်မှပြတ်သွားတာပေါ့နော်ဒီနေ့ကတော့စင်တီယာတို့ white wine မာလာတယ်ဒါလေးကတော့ carrot juice ကို orange နဲ့ရောတာလို့ပြောရဲဒီကတော့သူတို့ Moroccan flatbread အဲ့လိုမျိုးပုံစံပေါ့ပေါင်းမုတ်ပေါ့နော်သူတို့ကထမင်းထဲမှာမစားသူတို့တက်ကြီးနေရကြတော့အဲ့ဒီပေါင်းမုတ်နဲ့တွဲစားရတာ哦အဲ့တော့ဒီနေ့မာထားလဲဆိုတော့
main dish ကတော့စင်ဒီယာ beef တချင်းကို dry fruit နဲ့လုပ်ထားတာကိုမှားလာတယ်။ဒါကတော့ lamb ထချင်းနဲ့မှားလာတယ်။အဲ့တော့မြန်ရောက်လာရင်မြန်စားဖို့ညှောင်းနေတယ်။စင်ရမှာရတဲ့ beef တချင်းနဲ့ dry fruit နဲ့ဟာရောက်လာပြီဒီ beef တချင်းနဲ့ dry fruit ကကြတော့သူကနည်းနည်းချိုးရဲဘက်သွားအများတတ်တယ်ဆိုတော့ dry fruit တွေကချိုးရယ်ဒီပကံကနေတော်တော်ကြီးပို့ရယ်ကောင်းတယ်အမှန်စားရရတယ်ချီအချင်းနဲ့ပျော်လေးဒီအမဲသားတော့မချိုးနေဘူးဒီတီးရချိုးတတ်တယ်ဘယ်ရလုံးက beef စချင်းဖန်ဘာဒီပမုံနဲ့တွဲစား lamb ထချင်းမိချင်းနဲ့ဒီသူတို့ရဲ့ဒီထချင်းမြေအိုးရစင်ရရောမြန်မာပြည်ကမြေအိုးမိရှည်လို့တဲ့အိုးတွေလိုပဲဟုတ်လေကိုင်ရင်နေနေရ这嘛有的想法，没啥。有吧？တော်တော်နူးညံ့တာပဲအမဲသားဟဲ့တာနူးညံ့နေတယ်။ညညပုံမှန်ဆိုရင်တိုးတာမစားတိုးတာနှီးတတ်တယ်မာတတ်တယ်လေ။အခုကမမာဘူးရောတကယ်တော့ရတာတော့ကောင်းတယ်နာညစာစားပြီးတော့စင်တီယာတို့ဒီဟိုတယ်မှာ entertainment show ဆိုတာရှိရဲအဲ့ဒါတော့ကြည့်လိုက်သေးတယ်သူကည9:15ဆိုလို့ရှိရင်နေတိုင်းလုပ်တယ်အဲ့ဒါနဲ့သူ live music နဲ့ဟိုဆက်ရက်ပေါ့နော်အဲ့ဒါလေးလည်းထိုင်ကြည့်လိုက်သေးတယ်ဒီရောက်ကလေးကပြန်တော့ပြန်ရတော့မယ် vlog တွေရိုက်တာရောစကားပြောတာရောနဲ့ခဏလောက်လို့ပြန်กินလေးလို့ပုံမှန်လူတွေလိုမျိုး enjoy လုပ်မယ်ဆိုပြီးတော့ခဏဗီဒီယိုရေးကင်မရာကြီးချက်ပိတ်ပြီးတော့ enjoy လုပ်လိုက်ကြသေးတယ်ကိုကတော့ညလည်းမိုးချုံနေပြီမနေ့ဖြန်မနေ့အစောကြီးစင်တီယာတို့ UK ပြန်တော့မယ်မနေ့ဖြန်မနေ့ကသူက flight ကတကယ်တော့17ခွဲဒါပေမဲ့အဲ့ဒါ Marrakesh ကစီးရမှာစင်တီယာတော့အခုအာကာဒီယာရောက်နေရဆိုအာကာဒီယာကနေပြီးတော့ Marrakesh ကိုအရင်ဆုံးဘတ်ကားစီးရမယ်ဘတ်ကားစီးရောမှဟိုလေရင်နဲ့ပြန်မှာဆိုမနေ့ဖြန်နေခီးကျန်တယ်ပေါ့နော်အဲ့တော့ vlog ကတော့ဒီမှာပဲရလိုက်တော့မယ်စင်တီယာတို့ရဲ့ဒီ Morocco ဒုတိယအကြိမ်ပေါ့နော်ဒီ Morocco ခီးစဉ်Marrakesh နဲ့အာကာဒီယာနဲ့ကိုဝိုင်းကြည့်ပြီးရဲ့လူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်။စင်ညာတို့နောက်ထပ်ဗီဒီယိုတွေလည်းထပ်လုပ်ပါအောင်ပါဆိုတော့စင်ညာရဲ့ Cozy Clips YouTube channel ကို subscribe နဲ့ follow လုပ်ထားပေးကြပါဦးနော်။ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းစင်ညာကို comment မှာပြပြခဲ့လို့ရပါတယ်။အဲ့တော့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်။